ဒီနေ့ကတော့အရင်ပြောနေရဖြစ်တဲ့အတွက်ချစ်ဆက်ကောင်းတဲ့3ဆန်လေးကိုကျွန်တော်တွားပြီးဆေးကုပေးမှာဖြစ်ပါတယ်အားလုံး3ဆန်တွေကျွန်တော်ဆေးကုပေးပါမယ်ဒီဘက်မှာဒီ game ကတော့99 in the forest လို့ပဲ class တွေလည်းရှိတယ်ဒီ3ဆန်လေးကိုဆေးကုပေးမှာချစ်စရာလေးတွေကွာကြည့်အောင်ချစ်စရာလေးနော်အဲ့ဒီ3ဆန်လေးကိုကျွန်တော်ဆေးကုပေးရမှာအဲ့တော့လုံးဝဘယ်တော့ချစ်ဖို့ကောင်းတဲ့ game လေးဖြစ်သွားမယ်လို့ထင်လည်းမသိဘူးမြို့ဟိုမှာဆို3ဆန်ကြီးကြည့်နေရဒီ game ကငါပြောဖို့ကောင်းတဲ့ game ထင်ထားတာရဘယ်လိုချစ်ဖို့ကောင်းနေရလဲရပြောဖို့ကောင်းတဲ့ game လေးဖြစ်ပါဆိုလို့ကျွန်တော်ဖြောင်းနေပါတယ်ခုနကဟာကြီးကကျွန်တော်ဒီတိုင်းဆရာကြီးဖြစ်မယ်နေပေါ့နော်သူ3ဆန်လေးဆရာကြီးဖြစ်မယ်နေမယ်ဒီ game လေးကပြောဖို့ကောင်းတဲ့ game လေးဖြစ်မယ်လို့ကျွန်တော်ဖြောင်းနေပါတယ်အဲ့တော့အားလုံးပဲ let's go okay ကျွန်တော်ကိုကနာဒရိဆန်လေးပေါ့နော်ခုန class ရွေးထားတဲ့အတိုင်းပဲအဲ့တော့ wait for visitorဆေးရုံရကြောက်တော့ကြောက်စရာအင်းအောင်ရေးရအောင် check for the patient အော်မလာပြီချစ်စရာကောင်းမလေးလာပြီတကားဖွင့်ပြီးတော့ကြည့်ရအောင် hello မင်္ဂလာပါ I'm here for my appointment နဲ့သူက appointment လုပ်ထားတာထင်တယ်အဲ့တော့သူ appointment ကိုကျွန်တော်တို့ okay ဒီတယောက်က okay ဒီမှာသူ့ရဲ့ appointment okay ဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ရမှာသူ့ပုံ okay inspect ပုံမှန်ပဲထင်တယ် okay ဒီဘက်ကိုတွားမယ်ငါဘာလို့ပေးရမှာလဲဒီမှာshift 1 okay register လုပ်ရမယ် okay register ဖြစ်သွားပြီဒီမှာ print ထုတ်ရမှာလားokay ကျွန်တော် print ကလေးရလာကျွန်တော်ထောက်လိုက်မယ် okay room 1ရတယ် yes မှန်တယ်ပါခင်ဗျာ room 1တွားပြီပါကျွန်တော် room 1ကျွန်တော်လိုက်သွားလိုက်ရဆိုတော့ဘာလုပ်ရမလဲ okay သူ့နောက်ကိုလိုက်ရမှာအဲ့တော့ room 1ဒီဘက်မှာဒီမှာ room 1တကားလေးဖွင့်ပြထားလိုက်ပါကျွန်တော်တွားပါခင်ဗျာရဲဝင်ရအောင် okay take DNA symbol sorry ဒီ DNA ကျွန်တော်ဒီမှာလောက်လိုက်မယ်okay သူ့ရဲ့ DNA ကျွန်တော်စစ်ဆေးနေရပါတော့ Tomei Ash တဲ့ okay သူကဘိုင်းနာနေရပေါ့ treat the patient တဲ့ okay hub သွားရှာရမှာအဲ့ဒါဘာမှသွားရှာလည်းမသိဘူးကျွန်တော်လည်းဒီမှာတမရွက်စားပေးရတယ်ဒါလေးယူလိုက်မယ်ဒါလေးယူပြီးတော့ကျွန်တော်သူ့ကိုကျွေးလိုက်မယ်တက်တာသွားပြီဒါပဲเนาะ hub လေးကျွေးလိုက်တယ် patient recovering နဲ့ recover လုပ်နေပြီပြန်ပြီးတော့ကုသနေပြီဒီ game ကတော့တရိတ်ဆန်လေးကိုစိတ်ကူပြရဆိုတော့နည်းမီးပြက်နေရမလို့မှောင်နေနေမှာပါပြတ်ဖို့ကောင်းမဲ့ game လေးကိုကျွန်တော်ထင်ရပါတယ်တရေ game မဟုတ်တယ်မလားတိုက်ကြည့်တော့မအက်ဖြစ်တယ်ဆိုပြီးဘာလို့ခေါင်းမှာအစီးပတ်လိုက်တာလဲဘိုင်းနာရဲ့ကောင်ကခေါင်းကိုက်သွားတာသင်ကအခုအသက်ထွက်ထားတဲ့ Great Again 2တွေကပတ်နဲ့အစီတွေတီးရပြီးတော့ထဲကအကောင်လေး Bravo ECC အတီးတွေနဲ့အခြားသောအစုံလေး robust တွေအရာအားလုံးကိုတွားရောက်ပြီးတော့စုံစမ်းမေးမြန်းအားပေးခြင်းနဲ့ဆိုရင်တော့ Facebook နဲ့ Telegram မှာ KSTD လို့တာရှာလိုက်ပါ Facebook မှာဆိုရင်တော့ KSTD ဒီ Telegram မှာဆိုတော့ KSTD ဆက်လို့အားလုံးရှာလိုက်ရုံဖြင့်ယုံကြည်စိတ်ချစာဖြင့်တွားရောက်အားပေးနိုင်ပြီဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျွန်တော်တို့ရဲ့ video လေးကိုစလိုက်ရအောင်သူ register လုပ်နေမှာကျွန်တော်သူ့ကိုကျွန်တော်စိတ်ကူပေးလိုက်မယ်အဲ့ဒီကောင်းမှတယ်okay မြန် register okay ဒါယူပြီးတော့ပေးလိုက်မယ်ရော take it room 2တွားလိုက်မယ်မြန် room 2ကျွန်တော်တွားပေးလိုက်မယ်တွားပြီးတော့သူ့ DNA ကျွန်တော်စစ်မယ် okay သူရောက်လာပြီသူ့ရဲ့ DNA ကျွန်တော်ယူမယ် okay sorry baby ဒီရဲထည့်မယ် okay သူဘာလုပ်မှာလဲ jaw strike ပြောပါရေ okay ပါ12တီရှိရပါနော် dry eyes မျက်လုံးခြောက်နေရတယ်မျက်လုံးခြောက်နေရေစိမ်ပေါ့ကောင်လေးရေဘာလို့ငါလာပြောနေအဲ့တော့လို့ပြန်ဟုတ်တာပဲ sorry ပါမျက်စင်းလေးခတ်ဖို့စိတ်ယုံလာငါစိတ်ညစ်ရောကိုယ်လည်းမျက်စင်းမခတ်တော့ဘူးလား okay the doctor is arriving နဲ့ဝဲဒေါက်တာဒေါက်တာသမီး99 in the forest hey yo what the 99 in the hospital ဘာလို့လဲ CCTV อ่ะ you must be the new hire I'm a doctor hello thank you doctor ခေါင်းစည်းပဲပတ်သွားကြည့်ဦးမျက်စိနာလည်းခေါင်းစည်းပတ် if things get strained just keep walking နဲ့အခုထူးဆန်းနေလှုပ်ဆက်လုပ်ပါရော what do you mean shadow နဲ့ security camera ကိုပြင်ပေးမယ်ပြန်ဝင်ရ engineer လာလုပ်နေတာစိတ်ညစ်တယ် data operation နဲ့ okay အခုလေ weird ဖြစ်လေအလုပ်ဆက်လုပ်ပါဆိုတော့ဘာကြီးထို့ if report ပဲ patient treated visitor admitted animated တိတ်ရလူပါရှိအောင်မလားတိတ်ပါရှိရလားဟာ best look အကောင်းဆုံးပဲဒီနေ့အတွက်အကောင်းဆုံးပဲကိုရီးယားတော့ရှုပ်လို့မရဘူးအဲ့တော့ဟိုမှာနောက်တစ်ယောက်လာပြီ many ကြည့်အောင်သူပေါ့ okay ဟိုရှိမှာဘာကြီးတော့ဘာကောင်ကြီးတော့အဲ့ရ what the fuck ဒါဘာကောင်ကြီးတော့မင်းဘာလုပ်ချင်တာလဲ hi မင်္ဂလာပါအယူယောဂကာဝယ်ထိုးပေးရမှာလားအယူထောက်ပို့ပေးရမှာလားwhat the fuck ငါရဲ့စနေဒီရောကုန်ပြီတော်ပါသေးထွက်သွားဟိုလူနာတော့ပြီးကုပေးလာအောင် sorry တော့ဒီမှာငါမလေး what the hell ဘာကြီးတော့လို့ခုနဟာကြီးက DNA ယူမယ်ဒီရဲထဲမယ်ဒီရဲထဲရောစင်မခဏလေးစောင့်တော့ baby ခဏလေးစောင့်တော့အပန်းရောက်လေတော့ကမှညောင်သူသေးရဲ့တခြားကုပေးရမယ်ကျွန်တော်ကမှလေးဆိုတော့ okay ဒီအရှိန်မယ်ဘာဖြစ်တာလဲဘိုက်နာမလားဖျားနေတာဖျားလန့်လိုက်တာဘာကောင်းကြီးတော့နောက်မှသူ့ကိုဘာတိုက်ရမလဲဖျားနေတာ
ထားမို့သူ့တမ်ရီချတိုင်းမရအောင် okay thank you အဲ့တော့ patient recovery ဒီတော့မင်းကုပေးလိုက်ငါရှိသွားလိုက်မယ် hi nigga ကြီးလို့ပါအောင်ကြော့ hello nigga ကြော့ကြည့်ရအောင်မင်းတို့ကြည့်ရဆိုးလိုက်တာကွာ room 4 okay ပါ you shelter to reject people I see okay ဒါပေးလိုက်ရင်လူ reject လိုက်တာI see ခုနကဟိုလေးတွားမိလို့ငါ brain ကနည်းနည်းရော့ထားပါတော့ဒီတက်ကိုကျွန်တော်တားပြီးကုပေးရအောင်ပြန်နေယူမယ်ဒီရဲထည့်မယ် processing လုပ်မယ် okay ဒါယူမယ်ဘာဖြစ်တာလဲနေကားဘာဖြစ်တာလဲနေကားmap stress ခေါင်းစိုးရလားမသိဘူးသူရောကရပြီဒေါက်တာကြီးလာပြီဒေါက်တာဘာကြီးလို့ top secret what do you mean top secret အဲ့ဒါ top secret ရှိနေတာဘာကြီးလဲအဲ့ရ I opening new facility for you the supply shop will be open for a limited time each shift okay ဘာကြီးလို့နောက်ထပ်ဆိုင်we are new supply supply shop အကောင်းဆုံး look ပဲဒီနေ့လည်း look ပဲအကောင်းဆုံးဒါကြီးကpatient recover 25% faster extra check-in window okay shift 2ရောက်သွားပြီ okay ဒါရအားလုံးကျွန်တော်တို့shift 3ရောက်ပြီ let's go ဒါရအားလုံးကကျွန်တော်နောက်မှဝယ်ရမယ်တော့ပတ်စံစုထားအောင်မယ် IFI appointment okay ပါတော့ပုံရိုက်ပေးမယ်ဒါယူလိုက်မယ်ယူပြီးတော့ register လုပ်မယ် register လုပ်ပြီးတော့ print မယ်လူကြီးရနော်ယွန်းနဲ့နာမည်ရယွန်းလေးwhat the fuck ဘယ်လိုလုပ်မှာလဲမင်း what the hell မင်း sushi ကဲဘာဖြစ်လဲမသိဘူးဒီမှာတေးနေပြီလူနာတေးနေပြီဟာလူနာတေးနေပြီလို့မလုပ်ဘူး sushi တောင်းဝယ်နေရဲ့ sushi စုပ်လို့ကတော့ oh shit တော်ပါသေးရဲ့မလေးဆရာဝန်တယောက်ပြည့်ဟိုမလိုက်တာနော်ဘာဖြစ်တာလဲ lower sugar fever dehydrate အေးပါကွာနဲတာမဟုတ်ဘူး lower sugar ဒါပေးမယ်ရော့ okay တဒီမှာဘာကြီးလို့ slide နေ clean အောင်မယ်ဟိုဘက်မှာခွေးလို့ပါဦး slide နေကျွန်တော် clean လုပ်မယ် okay ကျေးဇူးပါဟိုတယောက်ကအခန်းအိတ်ထဲဝင်တိတ်တော့မှာအေးလို့တိတ်တော့မှာ surgery လုပ်ပေးရမှာလား no don't look at ဘာကြီးလို့ oh what the fuck အပေါ်ဘာကြီးလို့ oh my god ငါကြည့်မိရမှာပါ you need to be holding item ဘာလို့မှလဲဘိုက်ခွဲရမှာလား fuck တိတ်သွားပြီsorry တေးရွာပြီလို့ဘောကဘာကြီးလဲမသိဘူးငါစိတ်နေတယ်ဟာတေးရွာပြီလို့လူနာတယောက်လုံးပါအောင်လို့ sorry ပါကွာလို့တေးရွာလေဟာ coffee ready ရဲ့ coffee တောက်ရင်ဟိုတက်မှလားမသိဘူးခင်းတယ်တောက်ရှိရတော့ပါသေးရဲ့ coffee ထက်လောက်မယ်ရတော့ဒီခွာတော့ကိုတက်လိုက်မှာကိုရော့ I Bernie hi can you give me coffee I had long day ကုံသွားပြီလို့ဖေကြီးရတယ်ရော့ယူလိုက်တော့ drone သွားလိုက်အောင်မယ် thanks for that I needed that okay yeah it's okay hello sorry အေးခေါင်းကြီးကဘာကြီးတော့ရောက် yes ပတ်ကြည့်ရငါမလုပ်ရဘူး get out what no service ကလေးပဲလက်ခံတယ်ကြားလေးလက်မခံဘူးရskin walker is eating a patient skin walker စားနေပြီလို့ဟာဘာကြီးလုံးနေရလဲလို့ skin walker စားခံနေရပြီ patient ကတေးရောရလားမသိဘူး scuba အဲ့တော့တာ break poster break ကြည့်ရအောင်ခဏလေးဖွင့်ရင်ပါရမယ်အိုးတော့လူပဲ okay ငါတော့ရအောင်လုပ်ရမယ်ငါဘာကြီးလည်းမသိဘူးအဲ့ဟာကြီးဒီမှာလူနိုင်လုတ်ကုန်မှာပေါ့ငါတော့ရှာရမယ်ဟုတ်တယ်တော့ရှာရမယ် they hate photo use the camera to detect oh I see အကောင့်နေတာငါကင်မရာသုံးပြီး detect လုပ်ရမှာနော်ဟုတ်တယ် CCTV ကင်မရာတည်းရဲ့ဖမ်းနေဆိုတော့တကယ်နော်အဲ့ဟာ every 0 use ထားနေokay ဒီ sanity 0ပြောင်းရင်ကျွန်တော်တေးသွားရောနော် okay ပါပစ္စည်းပါဆက် sanity ရဲ့ chocolate 20တဲ့chocolate ပဲကိုစားတော့မှာပေါ့ပြောစားလိုက်ပြီဒါပဲပြော some patient may see unstable make sure to use the photo and camera တေးရလား okay sorry ပါDoctor sorry ပါ Doctor hello sorry ပါ I'm a lock taster you taster ဟုတ်တာပဲငါအဲ့ပတ်စံရ138ပဲရှိရယ်ဒီနေ့ပတ်စံရမှာဟုတ်တယ်အဲ့ဒီမှာတယောက်သေးရယ် poor okay ဒီကောင် I have an appointment နဲ့ကျွန်တော်ကုပေးလိုက်မယ်အကောင်ရတယ်ငါလုပ်လိုက်မယ်နေမလုံးနဲ့ငါ advance ဖြစ်ရှင်တာရော့ okay I will be in a room 6ခဏဒီကောင်ကြီးကဘာကြီးတော့ what the fuck
no 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 patient ကို fire ရတယ် what the fuck မီးလောင်နေရဲ့လို့လုံးပါအောင်လို့ကဲကြပါအောင်မီးလောင်ခဏလေးမနေတော့ဘာလို့မီးလောင်နေရတော့လို့ပြဿနာကြီးပဲ oh shit မီးရတပေးနေရတယ်ဟုတ်သေးဘူးလို့ဆူရှီရေလို့ဘယ်ရောက်နေရလဲဆူရှီအော်အေးပါဟာပါတော့မီးတက်ပိုင်းနဲ့တို့ရတာမင်းရမသိဘူးပြင်ဝါသားကြီး eating the patient နဲ့ဘာပြောရလဲ oh what the fuck I'm getting out of here အေးပါပြင်ဝါကဆောက်ရတယ်လုံးဝ surgery အကြီးလုပ်ပြီးနေရတာသေသွားပြီဆူရှီကအမြန်မလုပ်ဘူးလို့အော်你有对手吗？你有对手吗？要来，There has been a huge anomaly attack. Really? ဘာမှလဲတွေ့လိုက်ဘူးနေ့ကရေးပူသွားပဲတွေ့လိုက်တယ် Six people dying and many more will have. Ooh. လူ6000သေသွားတယ် Be prepared. The ambulance. No. လူအများကြီးလာမှာလားဟဲ့ဘယ်လိုဒီဝါတော့အဲ့လာပြီအေးယိုစောင်းလေHey, what the fuck? မီးလောင်နေတယ်ခဏလေးဟာမီးလောင်နေတယ်မီးလောင်လဲပြေးဝင်တာပဲခွေးတွေကငါစိတ်ညစ်တယ်မီးတက်ဘူးသေသွားပြီလားမင်းဖေးရခဏလေးမီးလောင်နေတဲ့မှာကူပတာပေးမယ်မင်းရောမီးလောင်နေတဲ့မှာကူတာပေးမယ်ဆရာဝန်ဆိုတာဟီးရိုးတွေကွာဆရာဝန်ဆိုတာဟီးရိုးတွေဆလိုင်းကွာကူပေးမယ်ခဏလေးကူပေးမယ်နော်မပူနဲ့ကောင်းလေးတော့မပူနဲ့ကိုကြီးကူပေးမယ်အားလုံးတစ်ခါလေးလုပ်ပါအောင်လို့အသိတော့မာလာဒီနွားကြီးဟာလေ room 6ကိုတွားလေဆူရှီ room 6ကိုမတွားဘူးလားတွားပြီနောက်တစ်ယောက်ထပ်သိပြန်ပြီလို့ရှောသွားပြီလို့အလောင်းနေ3လောင်းလောက်ရှိနေအဲ့တော့ကျွန်တော်ရအောင်ရှုံးသွားပါပြီပေါ့နော်အများကြီးလည်းကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်မမီပဲနဲ့လူနာကြီးကိုမကန်နိုင်မနဲ့ရှုံးသွားခဲ့ပါတယ်အဲ့တော့အားလုံးပဲဒီနေ့ဗီဒီယိုလေးအားလုံးပဲတက်မယ်လို့ထင်ပါတယ် view များရဲ့ကျွန်တော်နောက်ဗီဒီယိုဒီလိုဆက်လုပ်သွားမှာဖြစ်တဲ့အတွက်အားလုံးပဲ like and subscribe လုပ်ပေးခဲ့ကြပါဦးအားလုံးပဲ